ဆက်ဆံတာများရင်မိမကိုကျဲလာနိုင်တာတကယ်တော့ရနာတို့ဆက်ဆံတာများရင်မိမကိုမကျဲနိုင်ပါဘူးเนาะဘာဖြစ်လို့ကျဲတာလဲဆိုရင်အချက်၃ချက်ရှိပြီပေါ့เนาะပထမဦးဆုံးချက်နဲ့အသက်အရွယ်ရလာတာနော်အသက်အရွယ်ကြီးရင်လာတဲ့အခါမှာမိမကိုကကြွက်သားတွေအားနေပြီးတော့ကျဲလာတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ချက်ကကျတော့ခလေးတွေမွေးထားတာခလေးမွေးထားတာဆိုရင်ရိုးရိုးမွေးထားတာနဲ့ခွဲမွေးထားတာနဲ့ရှိတယ်ပေါ့နော်။အဲ့မှာရိုးရိုးမွေးထားတဲ့အမျိုးသမီးတွေခလေး2ယောက်3ယောက်မွေးထားတဲ့အမျိုးသမီးတွေဟာကျဲတတ်ပါတယ်ပေါ့နော်။နောက်တစ်ချက်ကတော့နေထိုင်မှုပုံစံမှန်မှန်တာပေါ့နော်။နေထိုင်မှုပုံစံအနေအထားတွေမှန်မှန်ပဲနဲ့နေထိုင်ခြင်းတွေအတွက်ကြောင့်မလို့မိမကိုကြွက်သားတွေရော်ရဲပြီးတော့ဘာဖြစ်လဲဆိုရင်ကျဲတာတွေလေးထွက်တာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ရနာတို့အိမ်အောင်တဲ့အမျိုးသမီးတိုင်းကဘာဖြစ်လဲဆိုရင်ကိုဘယ်လိုလဲထိမ့်သိမ့်ဖို့လိုအပ်တယ်အသက်ကြီးရနေတာနဲ့မဆိုင်ဘူးကိုယ့်ရဲ့အိမ်အောင်လေးတာရဖို့အတွက်ဆိုရင်တော့ရနာတို့ရှီမှာဆရာဝန်ထောက်ခံချက်အပြည့်အဝရရှိပြီးသားဒီအတွဲလေးရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ wash ကလေးကမိချောင်းအစီနဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်မလို့ကြက်သားတွေကိုတင်းရင်းစီတယ်အဖြူစင်းတာတွေအနှံစုထွက်တာတွေရရန်အောင်လေးကိုပျောက်ကင်းစေတယ်ပေါ့နော်ပြီးရင်မိမကို6လို့ပြီးလို့ရှိရင်အမျိုးသားနဲ့အတူနေတဲ့အခါမှာနာကျင်တာတွေကိုပျောက်ပြီးတော့မိမကိုအဆိုတက်ကလေးကိုဖြည့်ပေးပါတယ်ရှင်ပြီးလို့ရှိရင်တော့ဒီစီရန်လေးကအဖြူစင်းတာတွေရရက်တာတွေအနှံ့စုထွက်တာတွေကိုပျောက်တဲ့အပြင်မှာအမျိုးသားနဲ့အတူတူနေတဲ့အခါမှာလေးတပူပူထွက်တာတွေလေးကိုလိုထွက်တာတွေအတွက်အရန်ကိုအဆင်ပြေတဲ့စီရန်လေးပါတစ်နေ့ကို2ကြိမ်လိမ့်ပေးုံနဲ့ပေါ့နော်အိမ်အောင်တွေမှာအဖြစ်များတဲ့အတူနေစဉ်လေးတကူထွက်တာတွေလေးခိုးတာတွေလေးထွက်တာတွေမိမကိုချေတာတွေကိုတပတ်အတွင်းနဲ့တတိတတာပြန်နေချင်းစီပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရေနာရှင်မတကယ်လို့ပစ္စည်းလေးတွေမှာယူခြင်းနဲ့ဆိုရင်တော့ရေနာရဲ့တက်တော်ချက်ပေါက်ဒါမှမဟုတ်လို့ရှိရင်ရေနာရဲ့ Viber မှာလာပြီးတော့မှာယူအားပေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်